အောင်စပူနဲ့ကြန့်ခိုင်ရေးပါတီဥက္ကဋ္ဌခင်ကြီးလက်ဆွဲနှုတ်ဆက်ပြီးလွတ်တော်ထဲမှာကာပွဲတွင်ဆင်နွှဲနေကြပါတယ်မြန်မာပြည်သူလူထုကတော့စောင်းစီဖြတ်တောက်ခံရပြီးတော့မကြခင်မှာစောင်းစီဈေးတွေအစမတန်မြင့်တက်တော့မယ့်အခြေအနေအောက်မှာအကမပြတ်ပွဲကြည့်မပြတ်တဲ့ပြည်သူအချစ်တော်ဇမင်းသားလေးအောင်စပူအကြောင်းအပါအဝင်အာဆီယံဥက္ကဋ္ဌနဲ့နိုင်ငံတိုင်းဝန်ကြီးများတွေ့ဆုံမှုမှာ NUG ကိုတွေ့ဆုံမှုမလုပ်ခဲ့ဘူးဆိုတဲ့သတင်းနဲ့အတူစကိုင်းမှာဘလူးပေါ်နေတယ်ဗျလူသားစားဘလူးစကိုင်းမှာပေါ်လို့ဆိုပြီးတစ်တော်တွေမှာအုပ်အော်တောင်းနေနေဖြစ်နေကြတယ်ဒီအကြောင်းတွေသုံးသပ်ကြမှာဖြစ်ပါတယ်ပြည်သူချစ်တော်အောင်စုပြည်သူချစ်တော်အောင်စုတယောက်ဒီကနေ့လွတ်တော်ဥက္ကဋ္ဌကြီးကြံ့ဖို့လွတ်တော်ဥက္ကဋ္ဌကြီးခင်ကြီးနဲ့လက်ဆွဲနှုတ်ဆက်တဲ့ပုံတွေတက်လာပါတယ်အဲ့တော့အဲ့ပုံလေးကိုကျွန်တော်က comment မှာတင်လိုက်တယ်Facebook မှာတင်လိုက်တယ်ပေါ့ဗျာ Facebook မှာတင်ပြီးတော့အောင်စုနိခင်ကြီးဘာပြောချင်ကြလဲဆိုတော့အောက်မှာ comment တွေထဲမှာကျွန်တော်ပြောတာမဟုတ်ဘူးเนาะနင်းဦးလိုက်ခင်ကြီးတဲ့ဆိုတော့ဒီလိုအခြေအနေတွေတွေ့ရအောင်အဲ့တော့ဇမင်းသားပေါ့เนาะဇမင်းသားအောင်စုဒီအာနာသိမ့်ပြီးရဲ့နောက်ပိုင်းမှာဇက်ပွဲတွေပေါ့နော်ရက်တန့်သွားသလောက်ဖြစ်သွားတယ်အဲ့ဒီမှာကျွန်တော်တို့တစ်ချိန်လုံးကဒီຫນွေဦးတော်လန်ရေးဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တဲ့ဖိုးချစ်အပအဝင်ပေါ့ဗျာဇမင်းသားတွေကလည်းဇက်မကပဲခက်ငြိမ်ငြိမ်နေတဲ့အချိန်မှာဇက်တပင်လောကတခိစမ်းပြီဆိုပြီးတော့အောင်စပူနဲ့စန့်ရည်မှုဆိုတဲ့ဇမင်းသားနှစ်ယောက်ထွက်ပေါ်လာခဲ့တယ်လို့ပဲပြောရမှာပေါ့အဲ့တော့ဇက်မကြည့်ရတာကြာပွဲကြိုက်ခင်မြန်မာတွေကဇမင်းသားတွေကိုတောင်းတောင်းဖြတ်ဖြတ်အားပေးကြပါတယ်အပြိုင်ဆိုင်စုတွေချကြအောင်စပူဖန်နဲ့စမ်းရည်မှုဖန်နဲ့ရန်နေဖြစ်ကြဆက်ကြဆိုကြဥပဒေရတရားစွဲမဲ့လောက်ကြချုပ်ချက်ခတ်ဒီလိုအခြေအနေအောက်မှာဒီနှစ်ယောက်ကိုကျွန်တော်တို့မကြည့်ကျင်လဲတွေ့နေရတယ်ပေါ့ဗျာဆိုတော့စမ်းရည်မှုကတော့ညီမအမှုပညာဇက်တော့เนาะဒီဇက်တော်ကြီးဒီဘာတွေနဲ့ပတ်သက်ပြီးတော့စနစ်တကျလောက်တာမျိုးလက်ပေါ်လော်လီမှုတိတ်မတွေ့ရပါဘူးဒါပေမဲ့ဒီနောက်တစ်ယောက်ဖြစ်တဲ့ဇမင်းသားအောင်ဇဘူကတော့လက်ပေါ်လော်လီမှုတွေအများအပြားဖြစ်တယ်လို့ဇက်ထုတ်တွေကိုမပိုင်နိုင်တာအဆိုးမပိုင်နိုင်တာနောက်ပြီးတော့ဒီပြက်လုံးတွေမှာမကြောက်ဝင်မနာသာပေါ့နော်လူမျိုးကြီးပြဿနာဒီလိုပြဿနာတွေအများအပြားအောင်ဇဘူဇက်အဖွဲ့ဟာဖြစ်တာကိုတွေ့ရပါတယ်ဆိုတော့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးပြည်သူလူထုကြားထဲမှာလည်းပြင်းထန်တဲ့ဝေဖန်မှုတွေရှိတယ်ဒီကာလမှာပဲလာဒီ2016 April ပေါ့ဗျာတကြံမှာဇမင်းသားအောင်ဇဘူဟာတချိန်ကဗီတိုရီးယားအမှုမှာပြင်းပြင်းထန်ထန်ပြည်သူလူထုရဲ့ရှုတ်ချမှုကိုခံခဲ့ရတဲ့လက်ရှိစစ်ကောင်စီခန့်ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်တဲ့ရဲချုပ်အောင်နိုင်သူနဲ့မြို့တော်ခမ်းမကတကြံမန္တမှာကိုအိမ်အစိမ်းကြီးဝစ်ပြီးရဲချုပ်ခင်ကြီးကိုဒူးထောက်ခါစားတဲ့တံပုံတွေထွက်ပေါ်လာလို့ပြည်သူလူထုအများပြားဝေဖန်မှုတွေထပ်ရှိခဲ့ပါသေးတယ်ဒါပေမဲ့အောင်စပူဖန်တွေကတော့မလျှော့ပါဘူးဒီလိုနဲ့ပြဿနာတွေဖြစ်ကြတာပါပေါ့နောက်တစ်ချက်ပေါ့ဒီကနေ့ပဲကြန့်ခိုင်ရေးပါတီဥက္ကဋ္ဌခင်ကြီးကြန့်ခိုင်ရေးပါတီကနေပြီးဇက်ကောကကိုင်ပါတယ်နေပြည်တော်ကပြည်သူ့လွတ်တော်တပိန်ဆောင်ပါတဲ့အောင်စပူဇက်အဖွဲ့ကဇူလိုင်လ17ရက်နေ့နဲ့12ရက်နေ့မှာနှညဇက်တိုက်ကပြဖြောပြီးခဲ့ပါတယ်အဲ့တော့ဒီကပြဖြောပြီးမှုကိုကြန့်ခိုင်ရေးပါတီကကြန့်ဖို့ခင်ကြီးနဲ့မိသားစုဝင်တွေဥမောင်မောင်အုံးနဲ့စစ်တပ်ရွေးကောက်ခံကိုယ်စားလှယ်တွေအစရှိတဲ့စစ်တပ်ဘက်အတိုင်းဝိုင်းတွေကတောင်းဖြတ်လာကြည့်ကြတာပေါ့ဗျာတိုင်းပြည်ကချိန်မီယုံခဲ့သူပူလောင်နေတဲ့အချိန်မှာပဲလွတ်တော်တို့ဇမင်းသားတွေကတော့အကမပြတ်ပွဲကြည့်မပြတ်ကြပါဘူးဒါနဲ့တပြိုင်နက်တည်းမှာထွက်ပေါ်လာတဲ့သတင်းဟာဒုတိယသမ္မတညိုစောရဲ့အမိန့်နဲ့စောင်းစီတွေဖြတ်တောက်ပြတော့မယ်ရန်ကုန်ပါဝင်ဗမာပြည်မြို့ကြီးများမှာစောင်းစီခွဲတန်းဖြတ်တောက်မှုတွေကိုလုပ်မယ်ဆိုတဲ့သတင်းထွက်ပေါ်လာတော့စောင်းစီဈေးတွေအစမတန်တက်လာမဲ့အခြေအနေရှိနေပါတယ်
စောင်းစီစီတက်တောင်တက်နေပြီလို့ပြောလို့ရတယ်18000လောက်ရှိတယ်လို့ကျွန်တော်တို့သိထားရတယ်ရေလုံပြုတ်စားမဲ့အခြေအနေရောက်ပြီလားနိုင်ငံခြားငွေကိုကြည်စံတဲ့လူတက်ဖို့ကလွဲရင်မသုံးဘူးတဲ့နော်စောင်းစီကတစ်နှစ်ကိုတန်ချိန်9000လောက်နိုင်ငံခြားကနေတွင်းနေရတယ်လို့စစ်ကောင်စီရဲ့ပြောခွင့်ရတဲ့စော်မဲလုံးညမဒေါ်ခိုက်ခိုက်ဆိုးတာသူကပြောသွားပါတယ်နော်အဲ့လိုတန်ချိန်9000သုံးတော့ဟိုတပိတ်တာကိုဘလောက်ပေါ့ဗျာသူတွက်ပြတော့အမေရိကန်ဒေါ်လာတန်းနဲ့ချီပြီးကုန်နေတဲ့အတွက်ပြည်သူလူထုတွေရေလုံပဲပြုတ်စားပါစောင်းစီခွဲတန်းတွေရှော့ချပြီးတော့စီမပေးတော့ဘူးအဲ့တော့ရန်ကုန်ပါဝင်မြို့ကြီးတွေမှာစီစည်းတွေတက်တော့ပဲပြည်သူကိုရေလုံပြုတ်စားခိုင်းမယ်ပြည်သူကိုထမင်းတက်နဲ့ရှော့စားခိုင်းမယ်နယ်လက်ပါရိုက်မယ်ဒီလိုကောင်တွေရဲ့ဒီလိုဗီဇဒီလိုဇိုက်ကဒီနေ့ဒီမှာပေါ်လာနေပြီမြန်မာတပြည်လုံးရဲ့ပြည်သူလူထုရဲ့နှလုံးအိမ်တွေမှာချိန်မီအုံးကဲ့သို့ပူဆွေးနေရတယ်တာသမီတွေညီးမြစ်တွေဇနီးမယားယောက်ျားတွေအစရှိတဲ့ပေါ်တာဆွဲစစ်မှုထမ်းမှုခေါ်တယ်လူပြောက်တယ်လူဖမ်းတယ်လူကုန်ကူးတယ်ဒီလိုနေရာအနှံ့ဖြစ်နေတယ်ဝင်ငွေထွက်ငွေမများတာဘူးပတ်ဝန်းကျင်ဒေတာကြီးမလုံခြုံဘူးရန်ကုန်မှာခင်ဗျားတို့ကိုကျွန်တော်မေးမယ်ကောမန့်မှာရေးခဲ့ည9နာရီနဲ့10နာရီဆိုအပြင်မထွက်ကြတော့ဘူးရန်ကုန်ကကြီးနေဖုတ်ဖုတ်ဖြစ်နေပြီဘာနဲ့ကလတ်တို့ဆေးကြောက်ချမယ်happy water တောက်မယ်ဆေးရှူမယ်လူတွေကတော့တီးတန့်လူဒန်းစားတရက်အနေနဲ့ကလတ်တွေဘာတွေသွားပေမဲ့တာမန်ပြည်သူလူထုကရန်ကုန်မှာ9နာရီနဲ့10နာရီလောက်ဆိုခတ်တုတ်သွားခတ်တုတ်ပြန်ပေါ်တာတွေဆွဲလူကုန်ကူဒီလိုချိန်မီးအောင်ငယ်ဆိုဖြစ်နေတဲ့အချိန်အခုစောင်းစီတွေဖျက်ထောင်မယ်စီစေးစမတန်တက်မယ်ရေလုံပြုတ်စားရတော့မယ်အချိန်ဒီမှာအဲ့ဒီအောင်စပူဆိုတဲ့မင်းသားကပွဲကမပြတ်ပဲကြံ့ဖို့ဆိုတဲ့ကြံ့ဖို့ကကောင်တွေကပွဲကြီးမပြတ်ဘူးဘလောက်ရှင်နာစရာကောင်းလေဘလောက်ယွန်စရာကောင်းလေဒါကိုပြောလို့မကျေနဲ့လဲလဲသိလိုက်ပါတိုင်းပြည်ကိုဖျက်ဆီးခဲ့တဲ့တရားခံလေးနဲ့ပလူးပလဲလုပ်ပြီးဒီကောင်တွေကိုထောက်ခံကူညီအားပေးတဲ့သူတွေဟာပြည်သူရဲ့မျက်မှန်တော့နော်မျက်မှန်မဟုတ်မျက်မှန်တော့ရှပြီးခွေးကြပါလိမ့်မယ်ဒီမင်းသားအောင်စမူရဲ့အချိုးကငါလှုပ်ချင်တာလုပ်မယ်ငါနာမည်ကြီးတယ်စောက်ပြူမဆိုင်ဘူးဒီလိုအချိုးမျိုးဖြစ်တာကိုလည်းကျွန်တော်တို့တွေ့ရှိရတော့အခုစစ်တပ်အတိုင်းဝိုင်းနဲ့နီးစက်စစ်တပ်အတိုင်းဝိုင်းနဲ့အတူဒီဇမင်းသားအောင်စမူရဲ့အနာဂတ်ဟာမကြခင်မှာလူလူရဲ့သပိတ်မှောက်မှုကိုခံရပါလိမ့်မယ်အဲ့တော့အောင်စမူရဲ့ fan ဆိုတဲ့လူတွေတော်တော်များများလဲစစ်တပ်ဘက်ကအတိုင်းဝိုင်းကအကြမ်းဖက်ဖက်စစ်တပ်ရဲ့လောက်ရက်ကိုအားပေးအားမြောက်ပြုတ်နေတဲ့သူတွေများနေလို့လားတော့မသိဘူးကြံ့ဖို့ဥက္ကဋ္ဌခင်ကြီးလိုရုပ်ဓမ္မခေါင်းတွေရဲကျုပ်အောင်နိုင်သူလိုပြည်သူလူထုကပြင်းပြင်းထန်ထန်ရှုတ်ချခဲ့တဲ့သူတွေနဲ့ဖလဲတကင်းလုံနေလေစစ်တပ်နဲ့ပေါင်းပြီးပြည်သူကိုလိန်ညာဝါဒဖြန့်တဲ့အခြေအနေကိုဖန်တီးနေတော့လေဒီနေ့ကြီးအောင်စပူကိုတပိတ်မမောက်ရဲဘူးလားလို့ကျွန်တော်ကမေးချင်တာအောင်စပူကိုတပိတ်မောက်တင်သလားခင်ဗျားတို့ပခုံးမဲ့ပြီအောင်စပူဇက်ကတာကျွန်တော်လည်းမဆိုင်ဘူးအောင်စပူအောင်မြင်တာကျွန်တော်ဝမ်းသာတယ်လူငယ်တွေဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်ကိုဖျက်ဆီးနေစစ်တပ်ကိုတော့စစ်တပ်နဲ့အတူပူးတွဲတရားခံဖြစ်တော့ကျွန်တော်တို့ပြက်သားစန့်ကျင်ကြရပါလိမ့်မယ်မကျင်နိုင်ရင်လဲသိလိုက်ပါတယောက်တည်းကြံရင်တယောက်တည်းစန့်ကျင်မယ်မတရားမှုကမတရားမှုပဲဖြစ်တယ်ရှင်းတယ်နော်ဒီမင်းသားရဲ့လက်ပေါ်လော်လီမှုကြောင့်ပြဿနာခဏတက်ပါတယ်ဒီဇမင်းသားစတိုင်မှာပေါက်ဖဲသိတယ်မလားခေတ်ကာလအနေထားရစုတွေချကြော်ညာတွေခေါ်ရိုက်ပေါ့နော်ဒီလိုအခြေအနေအောက်မှာလူတဘာဝရအောင်မြင်နေချိန်မှာငါတကောကောပြီးတော့ငါလှုပ်ချင်ရလှုပ်မယ်ဆိုတဲ့အတွေးရှိတာလဲအဖြစ်တော့မတင်ပါဘူးဒါပေမဲ့ခင်ဗျားတို့ဇက်တွေဖွဲ့ပြီးဘာတွေခင်ဗျားတို့လှုပ်ကြရှိတာကျွန်တော်လှုပ်ကြကတာရှိတာကကြမင်းအောင်လိုက်ရှေ့မှာပဲကတန်းရွှေရှေ့မှာပဲကစစ်တပ်ကိုပဲဒူးထောက်အတနာခံဖျော်ပြီးကြိုက်တာလို့
ကျွန်တော်တို့ကလည်းပြည်သူလူထုအနေနဲ့ကျွန်တော်တို့လုပ်ပါဒီလိုဇမင်းသားတွေအာမပေးဘူးကွာအောင်စဘူးကိုတပိတ်မောက်ကြဆိုတာမျိုးတိတိကျကျလုပ်ရပါလိမ့်မယ်မလုပ်ချင်လေအမှန်သေးကြီးမရှိရင်လည်းခံကြရမှာပေါ့နော်ဒီလိုအခြေအနေတွေရှိနေတယ်လို့ဒီကနေ့ညီမနိုင်ငံရေးနဲ့ပတ်သက်ပြီးထူးခြားတဲ့တဲ့တော့ရှိနေပါတယ်အာဆီယံလက်ကျဥက္ကဋ္ဌဖိလစ်ပိုင်နဲ့အထူးကိုယ်စားလှယ်အဖွဲ့ဟာဘန်ကောက်မှာပတ်တရားဗျဘန်ကောက်မှာပတ်တရားမှာထိုင်းနိုင်ငံပတ်တရားမှာပတ်တရားမြို့မှာညီမနိုင်ငံရေးတွေငြိမ်းချမ်းရေးတွေအတွက်စစ်တပ်ဘက်ကအကြမ်းဖက်စစ်တပ်ကခန့်အပ်ထားတဲ့နိုင်ငံရေးဝန်ကြီးနဲ့အတူတိုင်းသားအီယာကို9ပွဲနဲ့တွေ့ဆုံခဲ့တာကိုတရင်တရားဝင်ထွက်လာပါတယ် NUG ကိုတော့မတွေ့ဆုံခဲ့ပါဘူးပြဿနာတော့တက်ပြီ SCEF ကိုလည်းမတွေ့ပါဘူးစစ်တပ်ကိုယ်စားလှယ်နဲ့တိုင်းသားအီယာကို9ပွဲကိုပဲတွေ့သွားတာဘာကြောင့်လဲစိတ်ဝင်စားစရာတော့ကောင်းလာပြီအဲ့တော့အာဆီယံလက်ကျဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံနဲ့အထူးကိုယ်စားလှယ်အဖွဲ့ကထိုင်းနိုင်ငံပတ်တရားမြို့မှာတိုင်းသားအီယာကို9ပွဲနဲ့တွေ့ဆုံပါတယ် KNU ဆိုတဲ့ KNU မျိုးသားစီယုံ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ချင်းမျိုးသားတပ်ဦး CNF မူပြည်သစ်ပါတီ NMSP နဲ့ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့နဲ့တွေ့ဆုံခဲ့တယ်အဲ့ဒီတွေ့ဆုံခဲ့တဲ့အဖွဲ့တွေထဲမှာ KNU KNPP CNF ကတော့အကြမ်းဖက်စစ်တပ်နဲ့ထိပ်တိုက်ပွဲဖြစ်ပေါ်နေတဲ့အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကိုစန့်ကျင်နေတဲ့တိုင်းသား EAO တွေဖြစ်ပြီးတော့ RCSS နဲ့မွန်ပြည်တစ်တို့ကတော့စစ်တပ်နဲ့အပြစ်ရဲ့လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်တာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့စစ်တပ်ဘက်ကနေပြီးတော့ဖွဲ့စည်းထားတဲ့ NSPNC ငြိမ်းချမ်းရေးကော်မတီပေါ့ဗျာအာဆီယံနဲ့တွေ့ဆုံတယ်ဖောက်ဘက်ကိုစမ်းစစ်ကိုရှေ့ဆက်အကောင့်တွေပေါ်ဖို့ဆွေးနွေးရတယ်လို့ဆိုတယ်ဒါပေမဲ့အာဆီယံလက်ကျဥက္ကဋ္ဌနဲ့အထူးကိုယ်စားလှယ်တွေဟာ NUG အပါအဝင်ပြည်သူ့တော်လှန်ရေးအဖွဲ့တွေမှာတော့မတွေ့ဆုံခဲ့တာကိုတွေ့ရတယ် NUG SCEF တို့နဲ့လုံးဝမတွေ့ဆုံခုနပြောတဲ့တိုင်းသား EAO တွေဆိုတာက SCEF နဲ့ NUG ကိုစားတို့ဘာလို့တွေ့တာမဟုတ်ဘူးတီးသက် KNU ဆို KNU တွေ့တာ Green ဆို Green တွေ့တာ SCEF နဲ့တွေ့တာမဟုတ်ဘူးဘာကြောင့်လဲဒါနဲ့ပတ်သက်ပြီး NUG ရဲ့နိုင်ငံသားဝန်ကြီးတော်စင်မအောင်ကတော့မေခွန်းထုတ်ပါတယ်ပေါ့နော် NUG ကိုဘာလို့မတွေ့တာလဲဘာလို့မပါတာလဲ NUG ပေါ့နော်ဒီအခြေအနေကိုတွေ့ရတာပဲဆိုတော့အာဆီယံရဲ့စဉ်းစားချက်ထဲမှာ NUG မပါဘူးလားဒါကျွန်တော်တို့မသိဘူးလက်ရှိအာဆီယံရဲ့တွေ့ဆုံမှုကတော့ NUG မပါဘူးမြန်မာနိုင်ငံရဲ့အခမ်းကဏ္ဍမှာ NUG နိုင်ငံတကာရဲ့အသုံးသက်ချက်ထဲမှာ NUG ဟာဘယ်လိုဖြစ်မလဲဘယ်လိုဖြစ်မယ်လို့ထင်လဲထိုင်းနိုင်ငံဒီလောက်ခဲ့တဲ့အစည်းအဝေးမှာတော့ NUG ကိုမတွေ့ဘူးဆိုတော့ဟိုတရက်ကတော့ NUG နဲ့ SCEF ကိုတွေ့မယ်ဆိုတဲ့သတင်းတွေထွက်သေးတယ်တကယ်တွေ့ဆုံပွဲမှာတော့ NUG မပါနေတဲ့အခါကျ SCEF မပါနေတဲ့အခါကျတော့ NUG ကပေါက်တာပေါ့ဗျာပေါက်ကွဲတာပေါက်ကွဲပြီးတော့နိုင်ငံသားရေးဝန်ကြီးဖြစ်တဲ့ဒေါ်သင်မအောင်ကဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာပြောတာပေါ့ဆိုတော့အာဆီယံစဉ်းစားချက်ထဲမှာ NUG မပါဘူးလားမြန်မာရဲ့ကိုစားပြုမြန်မာနိုင်ငံခင်းကျင်းမှာ NUG နဲ့တွဲဆုံရမယ်ဆိုတော့စဉ်းစားချက်မျိုးမရှိနေဘူးလားဘာသတင်းတွေရတာလဲ NUG ရဲ့ဒီတချို့တော့ပေါ့နော်ဒီ NUG လောက်ကပါကဖရီနဲ့တချို့သောလှုပ်ဆောင်ချက်တွေကြောင့် NUG ရဲ့ပုံရိပ်ထိခိုက်မှုတွေရှိပြီးအာဆီယံကတွဲဆုံဖို့စဉ်းစားချက်တွေကနေဘယ်ထုတ်ခံလိုက်ရပြီလားဒီလိုအခြေအနေကတော့အင်မတန်ကို NUG အတွက်အရှိုက်ထိစေပါတယ်ပေါ့နော် KNU လို့တွေ့တယ် RCSS လို့အဖွဲ့မျိုးတောင်တွေ့တယ်ဗျာ CNF တောင်တွေ့တယ်ဗျာနော်ဒါတော့KIA ကိုတော့မတွေ့ဘူး AA လည်းမတွေ့ဘူး NUG လည်းမတွေ့ဘူးဆိုတော့အခြေအနေကိုကြည့်ခြင်းအဖြစ်တော့
NUG ရဲ့စဉ်းစားချက်ကိုကျွန်တော်တို့ကိုချင်းစာပြီးပါတယ်ဗောနော်အာဆီယံကဘာလုပ်ချင်တာလဲဆိုတာကတော့နှစ်ကြောင်းပြီးပြီးမြန်မာတိုင်းသား EAO တွေနဲ့စစ်တပ်နဲ့ရင်ကြားစေပြီးအပြစ်ရက်ခိုင်းပြီး NUG ကိုကန့်ထုတ်လိုက်မလားဆိုတဲ့အချက်ကိုလည်းကျွန်တော်တို့စဉ်းစားရမှာဖြစ်တယ်လို့တိုင်းသား EAO တွေနဲ့အပေးအယူလုပ်ပြီးမြန်မာပြည်ငြိမ်းချမ်းရေးလမ်းကြောင်းကို NUG မပါဘဲဖန်တီးမယ်ဆိုတဲ့ပုံသဏ္ဍာန်မျိုးလားဆိုတာကိုလည်းစဉ်းစားရမှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ရှေ့ရက်တွေကပြောသလိုပဲဒီအပိုင်းမှာအာဆီယံကတော့ခက်စိတ်စိတ်ညီမအရေးတွေနဲ့ပတ်သက်ပြီးဆောင်ရွက်ထားတာကိုတွေ့ရပြီးတော့ဒါပေမဲ့လက်ရှိ NUG ကိုမတွေ့ဘူးဆိုတဲ့အခြေအနေကတော့မြန်မာနိုင်ငံရဲ့အခန်းကဏ္ဍမှာ NUG ဟာနိုင်ငံတကာရဲ့စဉ်းစားချက်တွေမှာမပါဝင်တော့ဘူးလားဆိုတဲ့အချက်ကိုကျွန်တော်တို့တွေ့ရတယ်ဒါမှမဟုတ်လက်မေးတွေလက်ချက်လားပေါ့ဗျာအဲ့ဒါစိတ်ဝင်စားစရာကောင်းတဲ့ဒေတာတွေအာဆီယံအခင်းအကျင်းနဲ့ NUG ရဲ့ရှေ့ဆက်ရက်တီမှုနဲ့မြန်မာຫນွေဦးတော်လန်ရေးတေချာစဉ်းစားဖို့လိုပါတယ်တေချာချာစဉ်းစားဖို့လိုပါတယ်ကျွန်တော်ဒီလောက်သတင်းပဲပြောခဲ့မယ်နောက်ရက်တွေမှာဘာအဖြေတွေထွက်လာမလဲဘာကြောင့်လဲဆိုတဲ့ကိစ္စတွေဆက်ပြောမယ်အခုတော့ကျွန်တော်တို့သုံးသက်ချက်ကိုအပီးကောက်ချက်ချလို့မရသေးဘူး geopolitics ပထဝီနိုင်ငံရေးအရွေ့အရာ KNU ကိုတွေ့တယ်ဆိုတာကရင်ပြည်နယ်အတွက်ဗျာ KNPP ကိုတွေ့တယ်ဆိုတာကရင်ပြည်အတွက်ဗျာ CRF ကိုတွေ့တာချင်းအတွက်ဗျာမွန်ပြည်တိပါတွေ့ရမွန်အတွက်ဗျာ RCS ကိုတွေ့တာရှမ်းပြည်အတွက်ဗျာတော့ဘာ geopolitics ရဘာကစားချင်နေတာလဲဘာလက်ပေါက်တွေလဲနည်းနည်းလေးနှက်တဲ့အတွက်လွယ်တော့ကောက်ချက်ချလို့မရတော့ဒါဝမှ NUG ကိုလုံးဝမတွေ့တာနောက်ရက်တွေမှာကျွန်တော်ကောက်ချက်ချသုံးသက်ချက်တွေထုတ်ပြပါမယ်ဆိုတော့ဒီကိစ္စအပြီးကိုနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းမှာဘလူးပေါ်တယ်ဆိုတဲ့ကိစ္စပြောချင်တာဗျနော်စကိုင်းမှာဘလူးပေါ်လို့တဲ့လူသားစားတဲ့ဘလူးမလေးတဲ့သူ့ရဲ့မောင်ကိုစားပြီးတော့ဝက်လက်ကနေပြီးစကိုင်းမြို့ပေါ်ကိုရောက်လာတယ်စကိုင်းမှာဘလူးပေါ်တယ်ကောလာဟာလာတွေအင်မတန်ပြတ်နေတယ်တချို့ကလည်းယတနာတုံပြကြဝိသာလီပြည်ဘလူးစီးတယ်ဆိုတာကြားဘူးတယ်မလားခစ်တွေပြက်တယ်လူတွေပြောက်မှုများတယ်ကတ်ဆိုင်နေတဲ့ကာလမှာဒီလိုတွေဖြစ်တတ်တယ်ဗုဒ္ဓဘုရားရှင်နတ်ထက်ကဝိသာလီပြည်ကိုဘလူးစီးတဲ့အချိန်မှာယတနာတုံယူပြီးတော့ကာကွယ်ခဲ့ကြတယ်ဒီလိုအခြေအနေတွေတစ်တော့မှာတော်ပွားပွားထားတာဖြစ်နေတယ်အဲ့တော့ဒီဗီဒီယိုထဲမှာသခိုင်းတစ်ခွင်အညာတစ်ခွင်ကကြီးတဲ့လူရှိတယ်ကျွန်တော်ကိုပြောပြခဲ့ပါဦးသခိုင်းမှာဘလူးပေါ်တာဘာလေတဲ့ဘလူးလေကျွန်တော်နားမလဲတကယ်ဘလူးကြီးပေါ်လာလားဒါမှမဟုတ်ကောလာဟာလာဖြစ်တာလားဒါမှမဟုတ်လူတွေရဲ့စိုးရိမ်ထိတ်လက်ကြောက်ရွံ့မှုတွေကိုပုံမများပြားလာအောင်ကောလာဟာလာတွေဝါရပြတာတွေလုပ်တာလားဒီအခြေအနေကျွန်တော်ဆက်ဆောက်ကြည့်ကြမယ်အဲ့တော့သခိုင်းကိုပြောချင်တာကဗမာနဲ့အညာကိုစုစည်းနိုင်ရင်တော်လန်စစ်ကိုအနိုင်တိုက်လို့ရတယ်ကျဘစစ်ကောင်စီဟာလေဗမာမျိုးနွယ်စုလက်လက်ကင်တော်လန်ရေးနဲ့အညာကိုအကြောက်ဆုံးပဲကျွန်တော်ပြောတာယုံအာဂတ်တော်အေကိုကြောက်တယ်ဆိုတော့တကယ်တိုက်နိုင်ပြီးတော့တကယ်ကိုလက်ရှိဟိုလုံနိုင်လို့ဘယ်လိုခေါ်လဲမရှင်နိုင်လို့ကြောက်တာအညာနဲ့ဗမာကကြတော့အာနာဘိုချက်ဖြစ်ပြီးတော့အင်းအားဗမာမှာစစ်သားရင်းမြစ်ပေါ့ဗျာလူသားရင်းမြစ်အများဆုံးဒေတာကြီးဖြစ်လို့မဟာဗျူရာပထဝီနိုင်ငံရေးအရာစကိုင်းမကွေးအညာအချီကိုလက်လွတ်လိုက်ရတဲ့အတွက်ကိုချင်းပေါက်ရခိုင်ပေါက်ကချင်ပေါက်အကုန်ပွင့်သွားတာလက်နက်ကိုင်တော်လိုင်းရေးရအဲ့မှာဆက်ဆက်မိပြီးအားကောင်းသွားတာဖြစ်တယ်အညာနဲ့ဗမာကိုစစ်တာထဲ့မတွက်ခဲ့ဘူးဒီတော်လိုင်းရေးမှာထဲ့မတွက်ခဲ့တူတော့ချက်မှုမှားယွင်းသွားတဲ့ဒီတော်လိုင်းရေးကဒီနေ့9နှစ်ကြာနေရဖြစ်တယ်ရှင်းပြောရင်ဒီຫນွေဦးတော်လိုင်းရေးဟာစကိုင်းမကွေးအညာအခြေကလူတွေပါဝင်လာတဲ့ဗမာလက်နက်ကင်တော်လိုင်းရေးကြီးဖြစ်ပေါ်လာလို့ဒီကနေ့ဒီအချိန်ထိ
တိုင်းသားတွေကလည်းဒီအခွင့်အရေးကိုမိမိကစုပ်ကင်နိုင်လို့ဒီလို9နှစ်ကျော်6နှစ်ထိစစ်တပ်ကိုအန်တုနိုင်တာဖြစ်တယ်အညာနဲ့ဗမာကိုအချက်ဖက်စစ်တပ်မင်းအောင်နိုင်ကလေအင်မတန်ကြောက်ရွံ့တုံလို့တယ်အဲ့နေရာကိုမရရအောင်သူပြန်စူးစမ်းလိုက်မယ်အဲ့တော့အညာဗမာဒေသနဲ့ပတ်သက်တဲ့အခင်းအကျင်းတွေအညာဗမာတွေစစ်ကိုဘလို့တိုက်နိုင်အောင်တိုက်ကြမလဲအညာကဗမာတွေသာဘလို့ပုံစံမျိုးတွေဆိုရင်မလာအကြမ်းဖက်ဖက်စစ်တပ်ကိုစစ်နိုင်လေဒါတွေကျွန်တော်ခေါင်းထဲမှာအများကြီးရှိတယ်ဘာကြောင့်အညာအခြေကစကိုင်းမကွေးကအဓိကတော်လိုင်းသမားတွေတော်လိုင်းပြည်သူတွေအဆရှိတယ်တဝူးချင်းစီတိုင်းကလေပထဝီနိုင်ငံရေးအရေးပါမှုအာဏာပိုချက်ဖြစ်မှုလူသားရင်းမြစ်အများဆုံးဒေသဖြစ်မှုအညာအခြေစကိုင်းမကွေးတော်လိုင်းရေးရှင်နေတဲ့အတွက်စစ်တပ်ဟာလူသားရင်းမြစ်ပြတ်တောက်သွားပြီးတော့စစ်တိုက်ဖို့လူမရှိတော့ပဲပေါ်တာဆွဲနေရတာအညာအခြေဗမာတွေတနက်ကင်နဲ့လက်နက်ကင်တော်လိုင်းရေးရဲ့နောက်ဆက်တွဲစိုးကျိုးတွေကိုမင်းအောင်လိုက်အကြီးအကျယ်ခံစားရလိမ့်မယ်ဆိုတာသူသိတယ်နော်အဲ့ဒီအနေနဲ့ပတ်သက်တဲ့တစုံလုံးခင်းချင်းတစ်ခုကိုကျွန်တော်နောက်ရက်တွေမှာသင်ချပြောပါအောင်မယ်အညာနဲ့အညာကဗမာတွေညီတော်လန်စစ်ကိုအနိုင်တိုက်လို့ရတယ်လို့တော့ကျွန်တော်ချုပ်ပြီးတော့ပြောခဲ့ပြီအဲ့တော့အောင်စဘူးနဲ့ခင်ကိစ္စရေဇကိုင်းမှာဘလူးမှာပေါ်တယ်ဆိုတဲ့ကိစ္စအာဆီယံကအန်ယူဂျီကိုဘာလို့မတွေ့တာလဲဒီမေကို3ခုကိုခင်ဗျားတို့ကောမန့်မှာရေးထားပေးခဲ့ဗျာခဏပြောနေတယ်မပြောတာကြာပြီဖြစ်တဲ့လက်ဖိတ်အတူတောက်ချင်တဲ့စိတ်ကတော့မကုန်သေးဘူးဒါပေမဲ့လည်းနည်းနည်းစိတ်ညစ်ရှာတွေစိတ်နှောက်ယှက်ဖြစ်စရာတွေရှိတယ်လူမြတ်ကျော်ရဲ့ Facebook အကောင့်ကို AI နဲ့ပေါ့ဗျာဖြတ်ညက်ကတ်လုပ်ပြီးတော့ရဲဘော်20သေဆုံးသွားတဲ့နဲ့ပတ်သက်ပြီးသတင်းမှားတွေဖြန့်တဲ့ကိစ္စအဲ့ဒါတွေလည်းဖြစ်နေတယ်ဒါကတလေကြရင်ဗျာရန်သူကတံပရက်နဲ့ပုတ်တာစောက်ပြီးမဆိုင်ဘူးကိုယ့်ဘက်ကလူတွေဆိုတဲ့ကြောင်6ချားတွေရဲ့အာချောင်တာတွေကအင်မတန်စိတ်အနှောက်အယှက်ဖြစ်ရတယ်တမိုင်းလည်းမသိဘူးမိုင်းလည်းမသိဘူးကိုထောက်ပို့လို့ဘာလို့နဲ့ဘာစတဲ့ရှိရတွေဖုန်းတစ်လုံးတောင်တက်ပြောနေတဲ့အခြေအနေတွေအောက်မှာဒီဒေါ်လာရေးဟာလေအဝိဇ္ဇာဆိုတဲ့မသိမှုအောက်မှာတပြေးပြေးယိုယွင်းပြက်စီးလာနေတယ်ဒေါ်လာရေးနိုင်ငံရေးဆိုတာ professional ရဲ့ဗျာပါလို့ရတယ်ဒေါ်လာရေးနိုင်ငံရေးတွေကိုပါဝင်လို့ရတယ်တော်လှန်ရေးဓမ္မနိုင်ငံရေးဓမ္မဆိုတာမျိုးကတော့ professional လုပ်ငန်းဖြစ်တယ်ဒီဇိုင်းမမတ်ခိုင်မာလုပ်ရတဲ့ဘဝပါနှိမ့်မြုပ်ပြီးလုပ်ရတဲ့အလုပ်တွေဖြစ်တယ်ဆိုတာတချို့တွေမသိကြလိမ့်ဘူးအဲ့တော့ခွေးအောင်နိုင်ထားကြည့်တော့အေးကြီးတွေလည်းပြက်ပါတယ်ပေါ့နော်ကြည့်မနေပါဘူးဒါပေမဲ့ဒါလေးကိုအတိပေးပြတာဖြစ်ပါတယ်စကိုင်းဘလူးနဲ့အာဆီယံက NUG ကိုဘာလို့မတွေ့တာတော့အောင်စဘူးတဲ့ခင်ကြီးတာပိတ်သမီးယူတွေလောက်ကြတော့မလားဒါလေးကိုcommentမှာရေးသားပေးပါလို့ပြောရင်ခမရတို့နဲ့အတူလက်ဖိတ်တောက်ချင်စိတ်အောင်မွေးရရင်လက်ဖိတ်အတူတောက်မယ်ဆိုတဲ့စကားကိုတော့ဒီနေ့မှတ်မှတ်ရပြန်ပြောခဲ့ပါရစေကျေးဇူးတင်ပါတယ်